ဒီကနေ့မှာတော့2026ရဲ့ပထမအဆုံးလာမှာပထမအဆုံး project အသစ်ဆက်ဆက်ဖြစ်တဲ့ AP Thai ရဲ့ Live Fractal Rama 9 project အကြောင်းကိုထုတ်ပြန်ခြင်း Grand Launch နေ့မှာပဲဥပပြရိုက်ကူးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရဲ့ top developer ဖြစ်တဲ့ AP Thai ရဲ့ Live Series Project ဆိုတာနဲ့ design team နေရာနဲ့အရေးအသွေးကိုယုံကြည်ပြီးသားဖြစ်မှာပါ။အရင်တစ်ခါကလည်း live ကူတုံစုလိုမျိုး pre-sale ကာလမှာလည်းညောင်းကုန်ခဲ့တဲ့သမိုင်းမျိုးရှိခဲ့တော့အခုတစ်ခါ Rama 9 project ကရောဘယ်လောက်ထိ hot ဖြစ်မလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော်။ပထမအဆုံးအနေနဲ့ဒီ project ရဲ့အသက်ဖြစ်တဲ့ကိန်းညာအကြောင်းကိုပြပြချင်ပါတယ်။ Live Fractal Rama 9ဟာဆိုရင်ဘန်ကောက်မြို့ရဲ့ Third Generation GPD လို့ခေါ်တဲ့ဒီ Rama 9 area မှာရှိပါတယ်။အကြောင်းမို့ပတ်ဝန်းကျင်မှာဆိုရင်လည်း office tower တွေကိုရီးယားတန်ယုံတရုတ်တန်ယုံတွေ Great Office တွေတည်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နိုင်ငံခြားသား expert တွေနဲ့ရုံးဝန်ထမ်းတွေအများဆုံးရှိတဲ့နေရာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ယင်းနှိမ့်မြုပ်နယ်ခြင်းတဲ့သူတွေအတွက်ကလည်း rental demand ကတော့ပြောကြမလို့အောင်ခိုင်မာပါတယ်ရှင်။သွားရလာရေးအတွက်ဆိုလို့ရှိရင်လည်း MRT Online Bura နှစ်ခုဖြစ်တဲ့ Thailand Capsule Center နဲ့ Rama 9 Bura ကြားအလယ်တက်မှာရှိပြီးတော့ Bura တစ်ခုစီကို7မိနစ်12မိနစ်လမ်းလျှောက်ရုံနဲ့ရောက်နိုင်ပါတယ်ရှင်။ဒါအပြင်အခုအသင်ဖွင့်မဲ့ MRT Orange Line တို့ဒီ Airport နဲ့မကဆန်ဘူရာတို့နဲ့လည်းညီးပြီးတော့ကားမောင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်း Asok Kingdom Expressway နဲ့လည်းအနည်းဆုံးမှာရှိနေပါတယ်ရှင်။ Lifestyle အတွက်ဆိုရင် Central Rama 9, Fortune Town, Big C အပြင်နိုင်ငံခြားသားတွေအလားများတဲ့ Job Fair နိုင်မှာကနေလေ15မိနစ်လမ်းလျှောက်အကွာဝေးမှာရှိနေတာဖြစ်ပါတယ်ရှင်။ Resort Lifestyle ဖန်တီးထားတာမို့မြို့ပြရဲ့ shopping မျိုးကနေအပြန်ရောက်တာနဲ့အပန်းဖြေခီးထွက်တယ်လို့ခန်းစားရစီမှာပါ။ဒီ project မှာဆိုရင် residential building ၄ခုနဲ့ facility တည်တံ့ building တစ်ခုပါဝင်ပါတယ်ရှင်။အခုရောက်နေတဲ့အခန်းလေးကတော့31 square meter ကျယ်ဝန်းတဲ့ one bedroom အခန်းလေးဖြစ်ပါတယ်။ဒီအခန်းလေးမှာဆိုလို့ရှိရင်ဝင်လိုက်တာနဲ့ဘယ်ဘက်မှာဆိုရင် bathroom ထည့်ပေးထားတယ်ပေါ့နော်။အဘက်မှာဆိုရင်လည်း dining space ရှိမယ်။ dining space ရဲ့ဒီဘက်မှာဆိုရင်ညီမတို့ဒီ living room လေးကိုထည့်ပေးထားတယ်ပေါ့နော်။ living room နဲ့ bedroom နဲ့ဆိုလို့ရှိရင်လည်းဒီ separate လေးလုပ်ပေးထားပါတယ်။ပြီးရင်ညီမတို့ဒီဘက်ကိုဆက်သွားလိုက်မယ်ဆိုရင်တော့ kitchen လေးရှိပြီးတော့မှ kitchen ကို separate kitchen ပုံစံလေး slide door လေးနဲ့လုပ်ပေးထားပါတယ်ရှင်။ဒီလိုလေးကဆိုလို့ရှိရင်လည်းတော်တော်လေးကျယ်တယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်ညီမတို့working table လေးလည်းထားလို့ရမယ်။ပြီးရင်ဒီဘက်မှာဆိုရင်မန်တင်ကုန်လေးလည်းထားလို့ရတယ်ဒီ bedroom နဲ့ living room နဲ့ကိုseparate door လေးနဲ့ partition ခွဲပေးထားတဲ့အတွက်ကြောင့်မို့လို့ private center နေလို့ရတယ်ပေါ့နော်အခုရောက်နေတဲ့အခန်းလေးကတော့35 square meter ကျယ်ဝန်းတဲ့ one bedroom plus အခန်းမျိုးစားလေးဖြစ်ပါတယ်ဒီအခန်းလေးမှာဆိုရင်ဝင်လိုက်တာနဲ့ဒီဘက်မှာ open kitchen လေးရှိပါမယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်ညီမတို့dining area လေးလည်းပါမယ်ဒီဘက်ကိုဆက်သွားလို့ရှိရင်တော့ AACC အနားယူလို့ရမယ် living room လေးပါပါတယ်ရှင်ပြီးရင်ညီမတို့ဒီဘက်ဆက်သွားမယ်ဆိုလို့ရှိရင်တော့ plus အခန်းလေးဖြစ်ပြီးတော့ဒီအခန်းကိုဆိုလို့ရှိရင်ကိုစိတ်ကြစာကြည့်ကန်းလေးပဲဖွင့်မလားဒါမှမဟုတ်အိတ်ခန်းတက်တက်ပဲထပ်ဖွင့်မလားပေါ့နော်ကိုစိတ်ကြဖန်တီးလို့ရပါတယ်ပြီးရင်ညီမတို့ဒီဘက်မှာဆိုလို့ရှိရင် balcony လေးထည့်ပေးထားပါတယ် balcony လေးကိုဆိုလို့ရှိရင်ဒီ plus အခန်းကနေရောဒီဘက် main bedroom ကနေရောဝင်ထွက်သွားလာလို့ရအောင်ဖြည့်စီပေးထားပါတယ်ရှင်ဒီအခန်းလေးကတော့ one bed plus မှာပါတဲ့ main bedroom လေးပေါ့နော်ပြီးညီမတို့ဒီဘက်ဆက်သွားမယ်ဆိုလို့ရှိရင်ရေချိုးကန်းလေးထည့်ပေးထားပါတယ်ရေချိုးကန်းကဆိုလို့ရှိရင်လည်း living room နဲ့ connect လုပ်ပေးထားတယ်ပေါ့နော်ပြီးရင်ညီမတို့ဒီရေချိုးကန်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် shower နဲ့ toilet ကို partition နဲ့ခွဲပေးထားတာတွေ့ရမှာပါဒီ Live Fractal Rama 9 project ကို register လုပ်တဲ့သူတွေအတွက် early bird promotion အနေနဲ့ကျမတို့ရဲ့အနန္တထိုင်တဲ့ asset ကနေဗတ်4000နိုင်ငံနေကြတဲ့ Central Gate Voucher ကိုပေးရတော့မှာဖြစ်ပါတယ်ဒီ promotion လေးကဆိုရင် ဇန်နဝါရီလ31ရက်နေ့နောက်ဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုပဲ page messenger မှာ register လာလုပ်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်